ယောက်ကြားမရင်ငယ်ထားနေတယ်ဆိုရင်တင်းနေနဲ့ဒီလိုဖို့လိုပါတယ်ခင်ဗျတင်းယောက်ကြားမရင်ငယ်ထားနေရပြက်နာဖြစ်နေလားဖြစ်နေတယ်ဆိုရင်ဒီအောက်မှာ1လို့ရိုက်ခဲ့ပြီပါခင်ဗျတင်းနေနဲ့တင်းယောက်ကြားမရင်ငယ်ထားနေတယ်ဆိုရင်သူ့ရဲ့ရှေ့မှာမငိုပါနဲ့ခင်ဗျသူကဘာဖြစ်လို့မရင်ငယ်ထားတာလဲသူကဘာဖြစ်လို့ဒီလိုဖြစ်တာလဲတင်းနေနဲ့သူ့ကိုလုံးဝစိတ်တက်ကြနေတဲ့ပုံစံတွေလုံးဝမချပြပါနဲ့ခင်ဗျဘာဖြစ်လဲဆိုတော့သူမရှိလဲကိုနေနိုင်တယ်ဆိုတဲ့ပုံရိပ်ကိုတင်းအနေနဲ့ချပြဖို့လိုပါတယ်ခင်ဗျတကယ်လို့တင်းအနေနဲ့တင်းယောက်ကြားမြင်ထားပြီးတော့တင်းနေစိတ်တက်တွေကြနေတယ်တင်းနေငိုချင်တယ်ဆိုရင်လည်းသူ့ရဲ့မှာနောက်ွယ်မှာတင်းအနေနဲ့ငိုဖို့လိုပါတယ်ခင်ဗျသူ့ရဲ့မှာရှေ့မှာတော့တင်းအနေနဲ့လုံးဝမငိုပြပါနဲ့ခင်ဗျတင်းယောက်ကြားမြင်ငယ်ထားနေတယ်တင်းယောက်ကြားမြင်ငယ်နဲ့အမြန်ဆုံးပြက်စေချင်တယ်တင်းယောက်ကြားတင်းတယောက်တည်းကိုပဲချစ်စေချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုပြီးတော့တင်းလိုသူ့ကိုထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်စေအပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ